ဘုရားကကိုတော်မြတ်ရဲ့လက်သေးပြားပေါ်ကိုတကိုးတော်နဲ့မြေမှုအနှဲငယ်တင်ပြီးတော့ရဟန်းတော်တွေကိုမေးတယ်တဲ့ရဟန်းတို့ဟောဒီငါရဲ့လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်နဲ့မဟာပရိမြေကြီးမှာရှိတဲ့မြေမှုန့်ဒီမြေမှုန့်နှစ်ခုဘယ်ရာကတာလွန်ပြီးတော့များလေတဲ့အဲ့လိုမေးတဲ့ခါကျတော့မြတ်စွာဘုရားကိုရဟန်းတော်တွေကမြတ်စွာဘုရားမဟာပရိမြေကြီးတစ်ခုလုံးမှာရှိတဲ့မြေမှုန့်နဲ့နှိုင်းစာရင်လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်ကဘာမှမပြောပါတော့ဘူးအလွန်တရာမှနဲငယ်မျှတာဖြစ်ပါတယ်ဗျာအလွန်တရာမှနဲပါတယ်အဲ့လိုလျှောက်တဲ့ခါကျတော့မြတ်စွာဘုရားကရဟန်းတို့တဲ့အဲ့ဒီဥပမာအတိုင်းပဲဟောဒီလောကကြီးမှာကိုယ်လွန်အိဋ္ဌာရောက်ပြီးတဲ့နောက်မှာကောင်းရမြင့်ရကိုရောက်တယ်ဆိုတဲ့တတ္တဝါဒီငါရဲ့လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်တစ်ခွေအလွန်တရာမှနေပါတယ်တဲ့သိပြီးတဲ့နောက်ယုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတ္တဝါတို့သည်သာလေမဟာပရိမြေကြီးမှာရှိတဲ့မြေမှုန့်များတစ်ခွေအလွန်တရာမှများတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတ္တဝါတွေဒီတိုင်းလောကမှာများတာဒါကလည်းပဲသူ့အကြောင်းနဲ့သူ့အကျိုးလက်မခံနိုင်ကြတော့ဘာမှမရှိဘူးလို့ဥယျာဉ်ထင်ပါတယ်အများစုကိုမြင်တော့ညံလေးနဲ့ဖြန့်ပြီးတော့ကြည်ပေါ့နော်ရသောဖြင့်တတ္တဝါတွေဟာဘယ်လိုနေကြတော့လောဘတွေဒေါသတွေမောဟတွေနဲ့နော်စိတ်ပိုင်းဆိုင်ရာကိုကြည့်မယ်ဆိုရင်နော်မြင်ရင်ကြည့်လိုက်မယ်ကြားရင်နားထောင်လိုက်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်မိုက်မယ်ဟောဒီလိုနည်းနဲ့သွားနေတာဒါပဲဟုတ်လားမြင်ရင်ကြည့်မယ်ကြားရင်နားထောင်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်မိုက်မယ်သဘောအမှန်ကိုသိအောင်ကြိုးစားအထောက်တဲ့အပိုင်းအလွန်တရာမှအာနေတဲ့လောဘဒေါသနဲ့ပဲအထူးသဖြင့်မောဟနဲ့ပဲနေကြအောင်ဘဝမှာခန္ဓာအိမ်ရဲ့သဘောတဘာဝလေးကိုနည်းနည်းတော့ပြောမှပို့ပြီးတော့ရှင်းမယ်ထင်တယ်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာအိမ်ကြီးကမျက်စိနာနာလျှာကိုယ်စိတ်ဆိုပြီးတော့ဓာရ6ပါးတကား6ပါးနဲ့တိချောက်ထားစကုဓာရသောတာဓာရကာဏဓာရဇိဝဓာရကာယဓာရမနောဓာရဆိုပြီးတော့အဲ့ဒီတကား6ပါးကိုပြင်ဘက်မှာရှိတဲ့ဇီဝယုံတတ္တယုံခန္ဓာယုံရတ္တယုံဖို့တ္တဘာယုံဓမ္မယုံဆိုတဲ့အာယုံ6ပါးတကားပေါက်တွေဆိုတော့တင်စားပြောရရင်အာယုန်တွေကသူ့ဓာရသူ့တကားပေါက်အတီးတီးဝင်ထွက်သွားလာနေကြတယ်ပေါ့နော်ဆိုလိုတာကမျက်စိတကားပေါက်ကိုအစင်းမျိုးစုံယူပါယုံကဝင်ထွက်သွားလာမယ်ပေါ့ဟုတ်လားအဲ့ဒီတော့ဘိဓါပေါင်းသူတော်ကောင်းတို့မြင်နေဆိုတဲ့ဒီသဘာဝတရားတွေကဖြစ်လာတဲ့တာမယရှိမယနော်နာတကားပေါက်ကလည်းပွင့်နေတော့အတန်တွေကလည်းပဲထိခိုက်လာတော့ကြားတယ်ဆိုတဲ့သဘာဝတရားကြီးကဝိညာဏဓာတ်တွေကခန္ဓာအိမ်မှာမဖြစ်မနေပေါ်လာတယ်ပေါ့ကိုယ်ဆန္ဒရောက်ဖြစ်ပေါ်လာတာတော့မဟုတ်ပါဘူးအကြောင်းတရားကြောင့်ပေါ်လာတာဟုတ်လားအဲ့လိုပဲဦးဇင်းတို့မျက်စိနာနာလျှာကိုယ်စိတ်ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖို့တ္တဘာယုံဓာရ6ပါးတကား6ပေါက်နောက်အာယုံ6ပါးနဲ့ထိခိုက်မိတာကိုအကြောင်းပြုပြီးတော့မြင်ခြင်းကြားခြင်းအနတ်နေရခြင်းအရသာတွေရခြင်းတွေ့ထိမှုတွေတွေ့ထိရခြင်းတွေ့ကြံမှုတွေဖြစ်ခြင်းလို့ဆိုတဲ့6အုပ်စုသဘာဝတရားကြီးဒီခန္ဓာအိမ်မှာတပွားပွားဖြစ်မနေဘူးလားဖြစ်နေတယ်သက္ခုံစာပရိစ္ဆရူပိစာဥပိစ္ဆတိသကုဝိညာဏဒီတလုံးတော်နဲ့ရှင်းအောင်မှဖြစ်ပဲဟုတ်လားသက္ခုံစာပရိစ္ဆရူပိစာဥပိစ္ဆတိသကုဝိညာဏမျက်စိကိုအရှင်းကိုအကြောင်းပြုပြီးတော့မြင်တယ်ဆိုတဲ့မြင်သိစိတ်ကြီးဖြစ်တယ်တဲ့ဆိုလိုတာကမျက်စိရဲ့အရှင်းရဲ့မြင်သိစိတ်ရဲ့ဟောတိဏ္ဍသင်္ကတိတိဖတ်တော်တဲ့အဲ့ဒီ၃ခုပေါင်းစုံမိတာကိုဖတ်တာလို့ခေါ်တယ်တဲ့သောပေါက်တယ်နော်တိဏ္ဍသင်္ကတိတိဖတ်တော်ဖတ်တာဖြစ်เสียဝေဒနာဖတ်တာဖြစ်လာပြီဆိုရင်ဝေဒနာမဖြစ်အောင်ဘယ်မှတားလို့မရဝေဒနာဆိုတာခံစားမှုပေါ့နော်အဲ့ဒီခံစားမှုကအကျဉ်းများဖြင့်ဒုက္ခဝေဒနာရှိတယ်ဒုက္ခဝေဒနာရှိတယ်အဒုက္ခမဒုက္ခဝေဒနာဆိုတာရှိတယ်ဒုက္ခဆိုတာချမ်းသာခြင်းသဘောဒုက္ခဆိုတာဆင်းရဲခြင်းသဘောအဒုက္ခမဒုက္ခဆိုတာနော်ဆင်းရဲတာလည်းမဟုတ်ချမ်းသာတာလည်းမဟုတ်ဟောအလေလည်းဥပိ္ပခာကိုကြီးညွှန်းတာအဒုက္ခမဒုက္ခဆိုတဲ့အသုံးနှုန်းကမြတ်စွာဘုရားသုံးနှုန်းခဲ့တာနော်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဟောဒါတွေကဒကာဓမ္မတို့ဦးဇင်းတို့ဒီခန္ဓာအိမ်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုပြောပြတာပုဂ္ဂိုလ်လည်းမဟုတ်တတ္တဝါလည်းမဟုတ်ယုံနာသဘာဝတရားတွေပေါ့နော်ဒီအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ပြောနေတာကဘာလဲတတ္တဝါတွေကညှဉ်းနှွမ်းမှုတွေနဲ့အနေများတယ်ဆိုတာကိုပေါ်လွင်သိခြင်းလို့ပြောနေတာပါဟုတ်လားတူတူကိုတတ္တဝါတွေရဲ့အဲ့တော့ဆိုကြပါစို့အာယုန်တွေလည်းရှိတယ်ဓာရတွေကလည်းပွင့်နေတော့ဟောမြင်နေကြတယ်အနတ်နေကြတယ်အရာသာတွေရတယ်တွေ့ထိမှုတွေတွေ့ထိရတယ်တွေ့ကြံမှုတွေဖြစ်တယ်ဒါတွေကဖြစ်တယ်အဲ့ဒါတွေဖြစ်တိုင်းဖြစ်တိုင်းဒုက္ခသို့မဟုတ်ဒုက္ခသို့မဟုတ်အဒုက္ခမဒုက္ခဥပိ္ပခာဟောဒီသုံးခုမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါတွေဖြစ်တဲ့အချိန်မှာတတိရှိရင်ရှိ
အဲ့ဒါတွေကိုမှန်မှန်ကန်ကန်သိတဲ့တတိရှိရင်ရှိတတိမရှိလို့ရှိရင်ဘာတွေဆက်ဖြစ်မှာတော့ဒုက္ခဝေဒနာမှာရာဂနုတ္တယကိန်းတယ်လို့မြတ်စွာဘုရားကတော့ဝေဒနာတန်ရုံမှာအဲ့ဒီအသုံးနှုန်းလေးနဲ့ဟောတယ်ရာဂနုတ္တယဆိုတာလောဘကိုပြောတာချမ်းသာပြီကောင်းလိုက်တာဆိုရင်တော့လိုချင်တယ်ဖြစ်ချင်တယ်ရချင်တယ်ဆိုတဲ့လောဘကတန်းဖြစ်လာတယ်ဟုတ်လားကဲဒုက္ခဝေဒနာကြရင်တော့ဘာဖြစ်မထဲတော့ပဋိက္ခနုတ္တယကိန်းတဲ့ဒေါသပေါ့မကျေနပ်ဘူးစိတ်တိုင်းမကြဘူးဆန့်ကျင်တယ်ကန့်ကွက်တယ်စိတ်ပြက်တယ်ညှိုးငယ်သွားတယ်ဟုတ်လားဒုက္ခဝေဒနာမှာလောဘဖြစ်တယ်ဒုက္ခဝေဒနာမှာဒေါသဖြစ်တယ်ဒါကိုမြတ်စွာဘုရားကဒုက္ခဝေဒနာမှာရာဂနုတ္တယကိန်းတယ်ဒုက္ခဝေဒနာမှာပဋိက္ခနုတ္တယကိန်းတယ်ဟောနောက်ဦးဇင်းတို့အဒုက္ခမဒုက္ခဝေဒနာရှိရင်နော်အဲ့ဒီအဒုက္ခမဒုက္ခဥပိ္ပခဝေဒနာမှာအဝိဇ္ဇာနုတ္တယကိန်းတယ်တဲ့ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူးအဝိဇ္ဇာနုတ္တယကိုမောဟလို့နားလည်ကြပြီးသားနော်အဲ့ဒါဘိဓဘောတော်စဉ်းစားကြည့်ပါဦးဒုက္ခဖြစ်ဘာဖြစ်တယ်ဒုက္ခဖြစ်တိုင်းဒေါသဖြစ်တယ်ဥပိ္ပခဖြစ်တိုင်းမောဟဖြစ်တယ်ဘယ်သူအများဆုံးဖြစ်မယ်လို့ထင်တယ်ဘယ်အရာအများဆုံးဖြစ်မယ်လို့ထင်တယ်မောဟအများဆုံးဖြစ်မယ်ဘာလို့မောဟအများဆုံးဖြစ်လဲလို့မေးရင်ဘဝမှာဥပိ္ပခဝေဒနာအဖြစ်အများဆုံးဖြစ်လို့တတိမရှိတဲ့အချိန်တိုင်းမှာဒုက္ခဖြစ်ရင်လောဘဒုက္ခဖြစ်ရင်ဒေါသဥပိ္ပခဖြစ်ရင်မောဟဒုက္ခဒုက္ခဆိုတာကဘဝမှာရံဖန်ရံခါလောက်ကြိုးကြားပဲဖြစ်တာတကယ်ကဒုက္ခလည်းမထင်ရှားဒုက္ခလည်းမထင်ရှားတော့ဘာမှကိုတခါလေအလွန်အသိခက်တဲ့ခံစားမှုတစ်မျိုးပေါ့နော်အဲ့ဒါမျိုးပဲအဖြစ်များဟုတ်လားလေဒီဆိုဘုရားကြီးအဲ့ဒီတိုင်းဆုံးဖြတ်ပြတယ်ပေါ့အဲ့တော့ဘိဓဘောသူတော်တို့ဦးဇင်းတို့ပြောနေတာကဘာတော့ဆိုတော့လောကကြီးမှာတတ္တဝါတွေကဘယ်လိုနေကြတော့နော်ကြိုက်တော့ပြုံးမကြိုက်မုန်းနှစ်ထုံးနှစ်ရံသူဒီတိုင်းနေတာဟုတ်လားနော်မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆောင်ခဲ့တဲ့ရတယ်မို့လားဒီလင်္ကာလေးတွေနော်လာပြေးတော့လေကြားဘူးလားနော်လာတော့ကလေတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာချီနီကိုလုံးတီးနော်ပြန်သွားတော့လေတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာမပါလက်ဗလားမွေးခြင်းနဲ့သိခြင်းကိုပြောနေတာဟုတ်လားအဲမွေးတာနဲ့သိတာရဲ့ကြားမှာလာပြီးတော့နာမသွားသေးခင်ချိန်လေးတွင်မှာဝန်းကျင်ရှစ်ຫນွေနှောင်ကြိုးတွေ့ကြပြုံးရည်မဲ့ငိုချစ်မုန်းပိုကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးစုံခဲ့တဲ့ဘဝဇက်ခုံပေါ်မှာကာကျိုးကတော့အမျိုးမျိုးစုံနေတာပဲဟောတတိအနေနဲ့လည်းတည်ဥဆောင်ခဲ့တာရှိမယ်ရှင်ရသားအနေနဲ့တည်ဥဆောင်ခဲ့တာလည်းရှိမယ်ဟမနာခက်ထန်တဲ့လူအနေနဲ့တည်ဥဆောင်ခဲ့တာရှိမယ်ပျော်ပြောင်းနှုံညံ့တဲ့လူတယောက်အနေနဲ့လည်းတည်ဥဆောင်ခဲ့တာရှိမယ်အစုံပါပဲဇက်ရုပ်တွေကတော့ဟုတ်လားဒါပဲလူနည်းနဲ့စုံတာတော့ကာကျိုးကဘယ်လောက်စုံတာတော့ကာကျိုးကအနှစ်ချုပ်လိုက်ရင်တော့မလိုဒေါသလိုလောဘဒါပါပဲဟုတ်ရဲ့လားအဲ့ဒီမလိုဒေါသလိုလောဘကဘာကိုအခြေခံလဲလို့မေးရင်မောဟကိုအခြေခံတာပေါ့အဲ့တော့ဦးဇင်းတို့ပြောနေတာကအဲ့ဒီလောဘဒေါသမောဟတွေနဲ့အနေများတဲ့အနေကြတဲ့တတ္တဝါတွေအနေနဲ့ကောင်းရမြဲရရောက်တာနေတယ်ဆိုတာဘာမှလက်မခံနိုင်ကြအကြောင်းမရှိဘူးဒါကစိတ်ပိုင်းဆိုင်ရာကိုကြည်ဝေဖန်တာပေါ့ကံပိုင်းဆိုင်ရာကိုကြည်ပြီးတော့ဝေဖန်မှာတတ္တဝါတွေမှာအချိန်နဲ့အမြကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးကအကြောင်းအားလျော်စွာဖြစ်မနေဘူးလားဖြစ်နေနော်ကိုယ်နဲ့ပြုတဲ့အမှုကာယကံနှုတ်နဲ့ပြောတဲ့အမှုဝစီကံစိတ်နဲ့တွေးကြံတဲ့အမှုမနောကံနော်အမှုတန်းတန်းနဲ့နေကြအောင်နော်အမှုတွေရှိနေတယ်ဟုတ်လားအမှုတွေရှိရင်ဘာလို့ရမှာတော့တရားယုံသွားဖြည့်ရှင်းရမှာပေါ့ဟုတ်တယ်မဟုတ်လားနော်လောကမှာအမှုဆိုတာကိုတရားယုံမှာသွားပြီးတော့ဖြည့်ရှင်းရတာပြီးရင်ပြစ်ဒဏ်ကလာမယ်ပေါ့အဲ့တော့ဘာအမှုတွေတော့လို့မေးရင်ကာယကံအမှုဝစီကံအမှုမနောကံအမှုဟုတ်လားအဲ့ဒီကံကလည်းပဲကောင်းတဲ့အမှုမကောင်းတဲ့အမှုလို့အကျဉ်းမြင်တော့နှမျိုးရှိမယ်ပေါ့သို့တော့ဘဝမှာကောင်းတဲ့အမှုထက်မကောင်းတဲ့အမှုတွေကအလွန်တရာမှများတယ်ပေါ့ဒါပေမဲ့တို့လက်ခံမယ်ထင်ပါတယ်နော်ဒါဦးဇင်းတို့ဗာပြောနေတာတော့ဗျာသိပြီးတဲ့နောက်ရုံညံ့တဲ့ဘဝကိုရောက်တဲ့တတ္တဝါဒီမဟာပတိမြေကြီးမှာရှိတဲ့မြေမုံများသဖွယ်အလွန်များတယ်ဆိုတာလေးကိုလက်ခံနိုင်ကြဖို့ယုံကြည်နိုင်ကြဖို့ဒါလေးကိုပြောပြတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပိဿပေါင်းတော်တို့ဆက်ပြီးတော့ဦးဇင်းတို့ဗာပြောခြင်းတော့ကိုမြတ်စွာဘုရားကတော့ဒီဒေသနာလေးကိုဟောလိုက်တယ်နော်လောကကြီးမှာဉာဏ်မျက်စိကင်းပြီးတော့နော်အကန့်သဘောအနေနဲ့နေကြတဲ့တတ္တဝါတွေသာများတယ်။သိနိုင်မြင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန်တရာမှနေတယ်။
မိုးဆိုးရဲ့ပိုက်ကုန်တွေကပြန်လွတ်တဲ့ငှက်ဆိုတာနဲတယ်လို့နတ်ရွာနိဗ္ဗာန်ရောက်တဲ့ရတဲ့တတ္တဝါဆိုတာအလွန်နဲတယ်ဆိုတာလေးကိုအရင်ကခုပြောနေတာဟုတ်လားအဲ့ဒီဂါထာလေးလည်းဟောလိုက်ရောသောတော်ကရကန်းတယ်မာလေးလို့ဆိုကြပါစို့ဟုတ်လားသောတပတိမဉ္ဇဉ်ပူညာကိုရလို့တစ္ဆာလေးပါးတရားကိုပฏิဝေဒအဆင့်နဲ့ထိုးထွင်းပြီးတော့သိတဲ့မြင်တဲ့အရိယာသူတော်ချင်းတရားဖြစ်တယ်လူရင်းကဒါပဲမြတ်စွာဘုရားကအဲ့ဒါဖြစ်စေခြင်းလို့ဟောနေတာပါပဲဟုတ်လားမကြဘူးသူမှာမဖြစ်တော့တရားပွဲလည်းပြီးပြီဆိုတော့ရကန်းတောင်းနော်ရပောက်တောင်းလေးကင်